ပဲမင်္ဂလာပါเนาะဒီနေ့မှာတော့ teacher က Grade 5 English Unit 1 Lesson 2 က Number 2C လေးကိုပြောပြပေးမှာဖြစ်ပါတယ်เนาะ Okay Number 2C မှာပြောထားတာက impairs နှစ်ယောက်တွဲလေးတွေတွဲပြီးတော့ practice လေ့ကျင့်မှာ asking for permission ခွင့်ပြုချက်တောင်းတာလေးတွေလေ့ကျင့်မယ် giving instructions ညွှန်ကြားချက်ပေးတာလေးတွေလေ့ကျင့်မယ် and making appropriate responses Okay သင့်တော်တဲ့တုံ့ပြန်မှုကလေးတွေပေးတာလေးတွေလေ့ကျင့်မှာလို့ပြောထားတယ်ဒါဆိုရင်ဒီ channel တူတူလေ့ကျင့်ကြည့်အောင်เนาะ Okay so let's go Okay so just a minute Okay ဒီမှာလည်းပြောထားတယ် number 2C impairs နှစ်ယောက်တွဲပြီးတော့ practice လေ့ကျင့်မှာ asking for permission ခွင့်ပြုချက်တောင်းတာလေးတွေလေ့ကျင့်မယ် giving instruction ညွှန်ကြားချက်ပေးတာလေးတွေလေ့ကျင့်မယ် and making appropriate responses သင့်တော်တဲ့တုံ့ပြန်မှုလေးတွေပေးတာလေးတွေလေ့ကျင့်ကြOkay ဒါဆိုရင်စသွားမယ်ကဲပထမအောင်ဆုံးပါလို့နံပါတ် A ကနေစပြီးတော့ A ဆိုတဲ့လူလေးကနေပြောလိုက်တယ်ပေါ့ May I close the window ပြတင်းပေါက်ပိတ်လို့ရမလားဆိုတော့အဲ့ချိန်မှာတုံ့ပြန်တဲ့ B ဆိုတာလေးကပြန်ပြောမယ် Yes you may ပိတ်လို့ရပါတယ်လို့ပြန်ပြောမယ် Okay နောက်တစ်ခုကဆရာမကပြောတာဖြစ်မယ် Stop writing စာရေးတာရပ်လိုက်ပါဆိုရင်ကျောင်းသားတွေကဘာပြန်ပြောကြမလဲ Yes teacher ဟုတ်ကဲ့ပါဆရာမပေါ့ Okay နောက်တစ်ခုကA ကလေးကပြောလိုက်တယ်ပေါ့နော် May I come in ဝင်လာခွင့်ပြုပါဆိုရင် B ကလေးက Sure ဝင်လာလို့ရပါတယ်လို့ပြောမှာဖြစ်တယ်နံပါတ် A က A လေးကပေါ့နော် Start writing စာစရေးပါလို့ပြောတဲ့ချိန်မှာ B ကလေးကပြန်ပြောမယ် Yes sir လို့လည်းပြောလို့ရတယ်เนาะပြောတဲ့သူကဆရာဖြစ်တယ်ဆိုရင် Yes sir နဲ့ပြောလို့ရတယ်နောက်တစ်ခုကteacher ကပြောမယ် close your textbook မင်းတို့ရဲ့ပုံနှိပ်စာအုပ်တွေကိုပိတ်ပါဆိုရင်ကျောင်းသားတွေကဘာပြန်ပြောကြမလဲဟုတ်တယ် yes teacher ပေါ့နော်ဟုတ်ကဲ့ပါဆရာမပေါ့ Okay နောက်တစ်ခုသွားမယ်နောက်တစ်ခုကလာပြန်ပြီ teacher ကပဲပြောမယ် sit down ထိုင်ကြပါ sit down နဲ့ပြောလိုက်ရင်ကျောင်းသားကျောင်းသူတွေကဘယ်လိုပြန်ပြောကြမလဲ yes teacher ဟုတ်ကဲ့ပါဆရာမပေါ့ yes teacher So နောက်တစ်ခုလည်းဆရာမက stand up မတ်တက်ရပ်ပါလို့ပြောရင်ကျောင်းသားတွေကဘယ်လိုပြန်ဖြေကြမလဲဟုတ်တယ် yes teacher ဟုတ်ကဲ့ပါဆရာမလို့ဖြေမယ် Okay နောက်တစ်ခုက A ကလေးကပြောလိုက်တယ် May I open the window ပြတင်းပေါက်လေးဖွင့်လို့ရမလားဆိုရင်ဖွင့်လို့ရပါတယ် Yes you may မင်းဖွင့်နိုင်ပါတယ်လို့ B ကလေးကပြန်ပြောမယ်ဒီမှာကOpen your textbook မင်းတို့ရဲ့ပုံနှိပ်စာအုပ်တွေကိုဖွင့်ပါလို့ဆရာမကပြောလိုက်ရင်ကျောင်းသားတွေကဘယ်လိုပြန်ပြောကြမလဲ Yes teacher နဲ့ပြန်ပြောကြမယ်เนาะ Okay နောက်တစ်ခုကteacher တို့က May I go out May I go out ပေါ့နော် May I go out အပြင်ထွက်ခွင့်ပြုပါလို့ပြောလိုက်တဲ့အခါမှာဒီမှာကျောင်းသားလေးကပေါ့နော် May I go out teacher စသည်အပြင်ပြောမယ်အဲဆို teacher က Yes you may ပေါ့နော်မင်းသွားနိုင်ပါတယ်အပြင်ထွက်နိုင်ပါတယ်လို့ပြောတာဖြစ်မယ်ပေါ့နော်Okay Okay teacher တို့ဒီမှာကြည့်ရအောင် teacher တို့ sit down ဆိုရင် teacher က verb 1နဲ့စတယ်အဲ့ဒါဆိုရင်ဒါလေးကဘာလေးဖြစ်မလဲကလေးတို့ဟုတ်တယ်ဒါလေးက verb 1နဲ့စရင်ဒါကဘာလဲ instruction ညွှန်ကြားချက်ပေးတာဖြစ်တယ် sorry เนาะမရေးတော့ဘူးအဲ့ဒါဆိုရင်နောက်တစ်ခုကဒီမှာ may နဲ့စထားရင်ဘာလဲ may I open the window ပြတင်းပေါက်ဖွင့်လို့ရမလားလို့မေးရင်ဒါဘာလဲခွင့်ပြုချက်တောင်းတာဖြစ်တယ်ကလေးတို့ကလည်းအပြင်မှာစကားပြောတဲ့အခါမှာညွှန်ကြားချက်ပေးတာဆိုရင်ဘာနဲ့သုံးရမလဲ verb 1နဲ့သုံးရမှာဖြစ်ပြီးတော့ခွင့်ပြုချက်တောင်းတာမျိုးဆိုရင်တော့ကလေးတို့ကဘာနဲ့သုံးရမလဲ may နဲ့သုံးရမှာဖြစ်တယ်ပေါ့နော်ကိုယ့်ထက်အငယ်တွေဆိုရင်တော့ verb 1နဲ့သုံးလို့ကောင်းပေမဲ့ကိုယ့်ထက်ကြီးတာတွေဆိုရင်တော့ကိုကခွင့်ပြုချက်တောင်းရမှာပဲလေအဲ့ဒါဆိုရင်သူက may နဲ့ပြောရမှာဖြစ်တယ်เนาะ Okay ဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲစိတ်ကျန်းမာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေเนาะနောက်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ကြမယ်เนาะ